ကျွန်တော်တို့ပုံမှန်မြင်းနေကြလေနေမှာဆိုရင်လေရင်ရဲ့ပရင်းမပုံစံတွေကလေးတောင်ပုံစံမဟုတ်ဘဲနဲ့အဝိုင်းပုံစံလေးတွေဖြစ်နေတာကိုတွေ့ရမှာပါလေးတောင်ပုံစံဘာလို့မဟုတ်ရတာလဲဆိုတော့အကြောင်းပြချက်ရှိပါတယ်အဲ့လိုမျိုးဖြစ်စေတဲ့အဓိကပြဿနာကတော့ air pressure လို့ခေါ်တဲ့လေထုဖိအားကြောင့်ပါကျွန်တော်တို့မြေကြီးပေါ်မှာရပ်နေတဲ့အချိန်မှာလေထုဖိအားများပါတယ်ဒါပေမဲ့အမြင့်ကိုရောက်လာလေအဲ့ဒီလေထုဖိအားနည်းလာလေပဲဖြစ်ပါတယ်အဲ့လိုပဲလေရင်ပြန်လာပြီဆိုရင်လေရင်ရဲ့အထဲထဲမှာရှိတဲ့လေထုဖိအားများလာတယ်ဒါပေမဲ့အပြင်မှာရှိတဲ့လေထုဖိအားနည်းနေတယ်။အဲ့ဒီအခါမှာအထဲထဲကလေထုဖိအားများနေတဲ့လေတွေကအပြင်ကိုကန်ပြီးတော့ထွက်ပါတယ်။အဲ့လိုမျိုး pressure မတူတဲ့လေတွေကအပြင်ကိုပြန်ကန်ပြီးတော့ထွက်တဲ့အချိန်မှာကျွန်တော်တို့ကလေရင်ပတင်းပေါက်ကို၄တောင်ပုံစံလေးထားတာမယ်ဆိုရင်အဲ့ဒီ၄တောင်ပုံစံပတင်းပေါက်ရဲ့ဒေါင်နားလေးတွေကိုလေတွေကတွားပြီးတော့တိုးမှာပါ။အဲ့လိုမျိုးတိုးတဲ့အခါမှာပတင်းပေါက်ကိုတွားပြီးတော့ဖိအားပေးသလိုဖြစ်ပြီးတော့နောက်ဆုံးပတင်းပေါက်မှန်ကွဲတဲ့အထိဖြစ်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့လေရင်ပတင်းပေါက်တွေက၄တောင်ပုံစံထားတဲ့အခါမှာလေရင်ပရင်ပေါက်မှန်နေကွဲတယ်နောက်ဆုံးကြတော့လေရင်ပြတ်ကြတဲ့အထိပြဿနာတွေဖြစ်လာပါတယ်အဲ့ပြဿနာတွေကိုဖြေရှင်းဖို့အင်ဂျင်နီယာတွေကစဉ်းစားပါတယ်သူတို့စဉ်းစားတဲ့ပုံစံကကြတော့လေရင်ပရင်ပေါက်ကို၄တောင်ပုံစံသာထားတာမယ်ဆိုရင်ဖိအားတွေကဒီထောက်နားမှာသွားပြီးတော့ဆုရဖြစ်တဲ့အတွက်ကြောင့်မလို့မှန်အောင်ကွဲစေနိုင်ပါတယ်အဲ့ဒါကြောင့်မလို့၄တောင်ပုံစံမထားဘဲနဲ့အဝိုင်းပုံစံလေးထားလိုက်မယ်အဝိုင်းပုံစံလေးထားမယ်ဆိုရင်တော့လေထုရဲ့ဖိအားကိုခံနိုင်သွားမှာမယ်သူတို့အဲ့လိုမျိုးစဉ်းစားနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘက်ခေတ်သုံးတဲ့လေရင်တွေမှာဆိုရင်လေရင်ရဲ့ပရင်ပေါက်မှန်တွေက၄တောင်ပုံစံမဟုတ်ဘဲနဲ့အဝိုင်းပုံစံဖြစ်နေတာပါအဝိုင်းပုံစံဖြစ်နေတဲ့အတွက်ကြောင့်မလို့လေထုဖိအားကိုခံရပြီဆိုရင်အဝိုင်းပတ်လဲကိုခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့လေရင်မှန်ကွဲခြင်းကိုကာကွယ်ပေးပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့ဒီနေ့ခေတ်မြင်နေရတဲ့လေရင်ပရင်ပေါက်တွေကအဝိုင်းပုံစံလေးဖြစ်နေတာပါဒါကတော့လေရင်ပရင်ပေါက်တွေဘာကြောင့်မလို့အဝိုင်းဖြစ်နေရလဲဆိုတော့ရှင်းပြပေးသွားဖြစ်ပါတယ်မိတ်ဆွေတို့ဘယ်လိုထင်လဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာပြန်ဆုံကြမယ်